ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့တူရီမောင်ဆိုင် YouTube channel လေးကနေအားလုံးပြန်လည်ကြိုဆိုလိုက်ပါရဗျာနော်ဆိုတော့ကကျွန်တော်ခုလာတင်ပြရတဲ့ဗီဒီယိုလေးကတော့မနက်ဖြန်2ရက်6လ2026နော်အင်္ဂါနေ့အတွက်ကိုကျွန်တော်တပတ်စာမပြောက်ပတ်သီးနဲ့နော်မဖြစ်မနေကြားရမယ်နော်ပတ်သီးလေးတွေမယောကနန်းလေးတွေကိုလာတင်ပေးတဲ့ဗီဒီယိုလေးဖြစ်ပါရဗျာနော်ခုဗီဒီယိုလေးကိုနော်စိတ်ဝင်စားလို့ကြည့်တဲ့ကိုမှတူတယောက်ချင်းစီတိုင်းရလဲဗီဒီယိုလေးကိုမရင်းမကြော်ပဲအစားဆုံးလေးပြီးအောင်ကြည့်ရှုပေးတော့ပါဗျာနော်ကဲအကိုရီမားတွေအားလုံးအတွက်လည်းအကျိုးရှိစေရမယ်ဆိုတော့အထက်ကိုပို့ပြီးတော့အကျိုးရှိရမယ်ဗီဒီယိုလေးတစ်ပုဒ်ဖြစ်ပါရဗျာနော်အခုဗီဒီယိုလေးကိုကြည့်ရှုနေတဲ့နော် YouTube channel လေးကအကိုမတူတယောက်ချင်းစီတိုင်းရလဲဗီဒီယိုလေးကိုနော် like လက်မလေးတယောက်ချက်နှိပ်ပြီးတော့ channel လေးကို subscribe လုပ်ပြီးတော့ပါအများမြင်အများတွေ့အောင်အများပေါက်အောင်နော် share လို့ရတဲ့နေရာမျိုးတွေမှာ share ပေးပါမျှဝေလို့ရတဲ့နေရာမျိုးတွေမှာမျှဝေပေးတော့ပါလို့ကျွန်တော်ဘက်ကနေမေတ္တာရက်ခံအပ်ပါရဗျာနော်ကဲကျွန်တော်ကိုဆိုင်ရဲ့တူတီချင်းမိတ်ဆွေအကိုမတွေအားလုံးကလည်းစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပြီးစီဝါဥစ္စာဒီရလားကြီးပွားတိုးတက်ကြပါစေလို့ကျွန်တော်ဘက်ကနေစုမုံကောင်းလေးတောင်းပေးလိုက်ပါရဗျာနော်ကဲဒါဆိုလို့ရှိရင်ကျွန်တော်တပတ်စာနော်မပြောက်ပတ်သီးလေးတွေနဲ့တပတ်စာမွေးပရိတ်လေးတွေကိုသွားမယ်ဗျာနော်နော်ဗိုလ်ဒူးနေ့တနေ့ကဖောင်းတာဖြစ်တဲ့အတွက်ကြောင့်မလို့နော်ကြံ3ရက်ကိုနော်မွေးရမယ်ပရိတ်ကလေးနဲ့မပြောက်ပတ်သီးလေးတွေကိုကျွန်တော်ဘက်ကပြောပေးသွားမှာဖြစ်ပါရဗျာနော်ကဲကြံ3ရက်စာတော့မပြောက်ပတ်သီးလေးတွေကတော့1-2-8ပဲဖြစ်ပါရဗျာနော်1-2-8ပါကဲတပတ်စာမွေးပရိတ်အနေနဲ့ကတော့2ပရိတ်9ပရိတ်ပဲဖြစ်ပါရဗျာနော်တပတ်စာမွေးပရိတ်အနေနဲ့ကတော့2ပရိတ်9ပရိတ်ပဲဖြစ်ပါရဗျာနော်ကဲကြားတဲ့ကိုရီမရဲ့အားလုံးကလည်း comment လေးမှတ်မိပါဗျာနော်2ပရိတ်9ပရိတ်ပါတပတ်စာမွေးပရိတ်ကတော့ကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့မနက်ဖြန်နော်2ရက်6လ2026အတွက်ကိုနော်အင်္ဂါနေ့တော့ကိုမဖြစ်မနေကြားရမယ်ဆိုရယ်ပတ်တီနဲ့မယောကနန်းလေးတွေကိုသွားမယ်ဗျာနော်ကဲမနက်ဖြန်2ရက်6လ2026အင်္ဂါနေ့အတွက်ကျွန်တော်ရဲ့ပတ်တီကတော့3ညပတ်တီ5ပတ်တီပဲဖြစ်ပါရဗျာနော် sorry လေးလုံးဝေးလေးကိုရင်သွားမှာဗျာနော်မနက်ဖြန်အင်္ဂါနေ့အတွက်ကျွန်တော်ရဲ့လေးလုံးဝေးလေးကတော့2-3-8ခွေလေးပဲဖြစ်ပါရဗျာနော်မနက်ဖြန်အင်္ဂါနေ့အတွက်ကျွန်တော်ရဲ့လေးလုံးဝေးလေးကတော့2-3-8ခွေလေးပဲဖြစ်ပါရဗျာနော်ကြားရင် comment လေးမှတ်မိပါနော်မနက်ဖြန်အတွက်ပတ်တီးလေးတွေကတော့3ညပတ်တီ5ပတ်တီပဲဖြစ်ပါရဗျာနော်3ည5ပတ်တီပါပတ်တီးရောမှာစောရတာများတယ်ကျွန်တော်ကိုဆိုင်ရွေးပေးတဲ့မေယောကနန်းလေးတွေကိုပဲထိုးခြင်းနဲ့ဆိုတော့ကိုရီမားရဲ့အားလုံးကမေယောကနန်းလေးတွေကိုလိုက်မှတ်ပေးထားပါဗျာနော်မေယောကနန်းလေးတွေက3ညနဲ့ပတ်သက်လို့ရှိရင်3ည2 3ည4 3ည9 3ည9ပဲဖြစ်ပါရဗျာနော်3ညနဲ့ပတ်သက်လို့ရှိရင်3ည2 3ည4 3ည9 3ည9ပဲဖြစ်ပါရဗျာနော်9နဲ့ပတ်သက်လို့ရှိရင်9 1 9 2 9 9 9 8ပဲဖြစ်ပါရဗျာနော်9နဲ့ပတ်သက်လို့ရှိရင်9 1 9 2 9 9 8ပဲဖြစ်ပါရဗျာနော်ကဲမေယောကနန်းလေးတွေကိုလည်းထိုးရတာများတယ်တကွက်ကောင်းလေးကိုမှစော့ကျင်တယ်ဆိုတော့ကိုဆိုင်ရဲ့ကိုရီမားရဲ့အားလုံးကနော်တကွက်ကောင်းလေးကိုမနက်ဖြန်2ရက်6လ2026အင်္ဂါနေ့အတွက်တကွက်ကောင်းလေးကတော့36ပဲဖြစ်ပါရဗျာနော်မနက်ဖြန်အင်္ဂါနေ့အတွက်ကျွန်တော်ကိုဆိုင်ရဲ့တကွက်ကောင်းလေးကတော့36ပဲဖြစ်ပါရဗျာကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေ့ဗီဒီယိုလေးကိုဒီမှာရန်နာမယ်ဗျာနော်မနက်ဖြန်အင်္ဂါနေ့အတွက်ကိုလည်းကျွန်တော်အကိုရီမားရဲ့အားလုံးအောင်မြင်မှုတွေစုခုနိုင်ပြီးတော့ငွေတို့ပိုက်နိုင်ကြပါစေလို့ကျွန်တော်ဘက်ကနေစုမုံကောင်တောင်းပေးလိုက်ပါရဗျာနော်